အားလုံးပဲမင်္ဂလာပါဗျာ။နှစ်ဖန်တနင်္လာနေ့12ရက်1လ2026ကျွန်တော်တို့တနင်္လာနေ့အဖွင့်ပွဲလေးမှာမနေ့ပိုင်း12နာရီခဏန်းလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဗျာ။ခဏန်းလေးကလှတော့လေအကုန်လုံးကျွန်တော်စေတနာနဲ့ပေးရဖြစ်တဲ့အတွက်ကျွန်တော်စေတနာအကျိုးပေးပါသေးနော်။ကျွန်တော်ရဲ့ site ကတော့ရိုးရှင်းပါတယ်။ကျွန်တော်က၄ဘိန်း site ၄ဘိန်း site ကိုကျွန်တော်ဘယ်လိုရကျွန်တော်တစ်ချက်ပြမယ်နော်။ဒီမှာခွန်ပေါင်းခြင်းသည်လေးကိုနောက်တစ်ခွန်ထပ်ပေါင်းမယ်ဆိုရင်သူတို့ပေါင်းခြင်းက1ဖြစ်တဲ့အတွက်1ပါဝါသည်6ဆိုပြီးတော့ဒီမှာ6ရိုက်ယူပါတယ်ဗျနောက်ထပ်4 3ပေါင်းခြင်းသည်ခွန်နောက်တစ်ခွန်ထပ်ပေါင်းမယ်ဆိုရင်သူတို့3လုံးပေါင်းခြင်းသည်4ဖြစ်မယ်ဗျ4ရဲ့ပါဝါသည်6ဖြစ်တဲ့အတွက်ဒီမှာ6ဆိုပြီးတော့ရိုက်တယ်ဗျနောက်ထပ်3ညခွန်ပေါင်းခြင်းသည်ခွန်6ထပ်ပေါင်းမယ်ဆိုရင်သူတို့3လုံးပေါင်းခြင်းသည်6ဖြစ်တဲ့6ရဲ့ပါဝါသည်1ဆိုပြီးတော့ဒီမှာ1ရိုက်သွားတယ်ဗျနောက်ထပ်တင်လာနေမနက်ပိုင်းအတွက်ကဆိုရင်ခွန်3ညပေါင်းခြင်းခွန်နောက်ထပ်4ထပ်ပေါင်းမယ်ဆိုရင်သူတို့3လုံးပေါင်းခြင်းသည်1ဖြစ်သွားပြီဖြစ်တဲ့အတွက်1ရဲ့ပါဝါသည်6ဆိုပြီးမနက်ဖြန်အတွက်ကို6ခန်းတလုံးကောင်း6ပေါ့ဗျာနောက်တဲ့ကျွန်တော်နောက်သူ့ကိုဘာနဲ့ထပ်တွဲမလဲဆိုရင်ကျွန်တော်နောက်တဲ့ကဏ္ဍလေးကျွန်တော်ထပ်ပြီးပြောမယ်နော်တင်လာနေတဲ့အတက်ကတော့6ကတော့ main ပေါ့ဗျာတင်လာနေမနေ့ပိုင်းအတွက်နောက်ထပ်ဒီမှာ1ပါဝါ6เนาะ1ပါဝါ6ပြီးရင်1ရဲ့နှစ်ခက်သည်8နောက်တစ်လုံးသူနဲ့တွဲမဲ့ခဏကိုကျွန်တော်ထပ်ပြောပြမယ်เนาะ4ပါဝါ9 4ရဲ့နှစ်ခက်သည်2 6ပါဝါ1 6ရဲ့နှစ်ခက်သည်9 1ပါဝါ6 1ရဲ့နှစ်ခက်သည်8နောက်ကဏ္ဍလေးကိုဘယ်လိုထပ်တွဲမလဲဆိုရင်ကျွန်တော်ဒီမှာဒီ9 3ညာပေါင်းခြင်းသည်9ကိုကျွန်တော်တို့8 1 6ပြန်ဖြည့်မယ်ဆိုရင်9ကို8ဖြစ်အောင်ဆိုရင်9 3ပေါင်းခြင်း8 9 6ပေါင်းခြင်း1 6ဖြစ်မယ်ဆိုရင်9 1ပေါင်းခြင်း6ဆိုပြီးဒီမှာ1 3 6လေးရမယ်ဗျ1 3 6လေးရဖြစ်တဲ့အတွက်ဒီမှာ3ဆိုပြီးထွက်သွားမယ်ဗျနောက်ထပ်2 4 9ဆိုရင်9 1ပေါင်းခြင်းသည်6ဖြစ်တဲ့အတွက်6ကို2 4 9ဖြစ်အောင်ဆိုရင်2ဖြစ်အောင်ဆိုရင်6ပေါင်းခြင်း6ပေါင်းခြင်း2 6 8ပေါင်းခြင်း4 9ဖြစ်အောင်ဆိုရင်6 3ပေါင်းခြင်း9ဆိုပြီးတော့6 8 3ဆိုပြီးဒီမှာ6ပြန်ရိုက်တယ်ဗျနောက်တဲ့ဒီမှာ9 6 1ပြင်မယ်နော်8 3ပေါင်းခြင်းသည်1ကို9 6 1ဖြစ်ရှင်နေဆိုရင်9ဖြစ်အောင်1ကို1 8ပေါင်းခြင်း9 1 5ပေါင်းခြင်း6 1ဖြစ်အောင်ဆိုရင်1 3ညပေါင်းခြင်း1အဲ့အတွက်ကြောင့်ဒီမှာ9ဆိုပြီးပြန်ရိုက်တယ်ဗျအဲ့လိုပဲတနင်္လာနေ့မနေ့ပိုင်းအတွက်နောက်ထပ်6နဲ့ကပ်မဲ့ကဏ္ဍဆိုရင်ကျွန်တော်တို့9နှစ်ပေါင်းခြင်းသည်ခွန်8ဖြစ်အောင်ခွန်1ပေါင်းခြင်း8ခွန်1ဖြစ်အောင်ခွန်4ပေါင်းခြင်း1ခွန်6ဖြစ်အောင်ခွန်9ပေါင်းခြင်း6ဆိုပြီးတော့ဒီ3ခွက်ထွက်တယ်ဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်ရဲ့ဒီချစ်မိတ်ဆွေတွေထိုးရမယ်ကဏ္ဍလေးကတော့6 1 6 4 6 9ဒီ3ခွက်ပဲထိုးရမယ်ဗျအဲ့ဒီအတွက်ကြောင့်မို့တနင်္လာမနက်ပိုင်း12ရက်1လ2026အတွက်ကျွန်တော်တို့ဒီချင်းမိတ်ဆွေတွေထိုးရမယ့်ကဏ္ဍလေးကတော့6 1ရယ်6 4ရယ်6 9ရယ်ဆိုပြီးတော့ဒီကဏ္ဍလေး3ခွက်ပဲထိုးရမယ်ဗျ
61ရဲ့64ရဲ့69ရဲ့နောက်တဲ့မိတ်ဆွေတို့ထပ်ပြီးတော့ဟိုထိုးကျင်တယ်ဆိုလို့ရှိရင်နောက်တဲ့3ခွက်ကျွန်တော်ထပ်ပေးမယ်ဗျ61 64 69ဒါလေးကတော့ main ပေါ့ဗျာဒါလေးကတော့ main ပေါ့နောက်တဲ့ကျွန်တော်ချင်းမိတ်ဆွေတွေထိုးရမယ်ခဏလေးက11ရဲ့14ရဲ့19လေးရဲ့တော့ရန်ထားလိုက်ပေါ့ဗျာကဲအားလုံးပဲနေ့ဖန်12နာရီခဏပြီးလို့ရှိရင်တော့ညနေခဏနဲ့ပြန်လာခဲ့မယ်ဗျအားလုံးပဲကံပေးလို့ရကြပါစေတင်းလာနေဖွင့်ပိုင်းမှာအားလုံးပဲကျွန်တော်ပြည့်ရဲ့ခဏလေးနဲ့ပေါက်ကြပါသည်လို့ကျွန်တော်စေတနာနဲ့ပြရမလို့ကျွန်တော်စေတနာအကျိုးပေးပါသည်လို့ပြောကြရင်းနဲ့အားလုံးပဲအဆင်ပြေကြပါသည်ဗျ